ကြက်ကူးကြက်ဆွဲပညာအခြေခံတည်ထားဖို့ကြက်ကချင်းကြည့်ခြင်းမိမိကြက်ကအခြားကြက်ထက်ခွင်ကိုကျဲရမယ်ခံရမယ်အလျားတာရမယ်လေတိုင်းမြင့်ရမယ်ချုံးလိန်ကြက်ကိုရှောင်အစည်းကိုအသာယူပါချုံလိန်ကြက်သည်အတက်ချုံဆိုမတိုက်ပဲရှောင်ပါမိမိကြက်ကအောက်ပိုင်းရင်ဖြိုတိကြက်ဖြစ်လျင်ကိုလုံးကိုထဲအသာစီးရအောင်ယူပါကြက်သက်အစည်းယူပါခွတ်သားခံသားအစည်းယူပါအလေးချိန်အစည်းယူပါကြက်ပြန်ထေပေးရတဲ့အခါပတ်လည်စီးမပေးမိရစေနှင့်အမြဲမိမိကြက်ကခွတ်လန်းကလွဲလို့အခြားစီးနေတဲ့အရာတွေထုတ်ပြောပါကြက်ဝိုင်းဥပဒေကိုတည်ထားပါတခါတည်းပဲဥပဒေထုံးစံကိုသုံးမယ်ဆိုတာအတီးပြုညှိထားပြီးမှတိုက်ပွဲစပါကြက်ရှုံးကြက်နှိမ်တိုက်ခြင်းကြက်စိတ်ကုံလူစိတ်ကုံမှသာကြက်ရှုံးအဖြစ်သတ်မှတ်ခြင်းမရဲရဲရာကောက်ခြင်းကြက်နှစ်ကောင်မခွတ်နူနော်ပဲရက်တီခါကြက်ကောက်ကူပြီးပြန်တီးလွတ်ခြင်းကြက်လဲမထူကြက်မွေးမယူမကူခွတ်ချိန်တုံးလုံးပလက်လဲလျင်မထူပေးရခြင်းခွတ်ချိန်နုတီးအမွေးရှိနေခြင်းဖယ်မပေးရခြင်းကြက်ခွတ်စင်ရေဖြန်းရေမူးမပြုရခြင်းအကန့်အရှုံးမျက်လုံးကန်းခြင်းဖြစ်သည့်အခါတစ်ဖက်လားနှစ်ဖက်လားတခါတည်းအရှင်းပြောညှိထားပါကြက်တီစီးမှရောက်နေပါနဂါးကောင်းလက်ရအရက်ကိုရှောင်ပြီးချပါနဂါးခံတွင်းဝင်မိလျင်မိမိကြက်ကန်းတက်သည်တင်းလက်ထဲကလက်ကင်ပူဝါကိုပုခုံးပေါ်တင်လိုက်ပြီးကြက်ကိုကြေးပြပါရေမှုဖွားပါကိုကြက်ကိုစိတ်ကြွထားပါလွတ်ဖို့စီးတီမိပြီဆိုတာနဲ့ဇလုံးထဲကရေတက်နေခြင်းပူဝါရေယူပြီးကြက်မျက်နာရေမှုဖွားပါခြေရေဖွားပါမျက်လုံးမျက်စံနှမ်းပါစီးပြန်တီးပြီးဘလက်ကကြက်ဤဘဲတောင်ထိတ်ကိုကိုင်ညာလက်ကကြက်ဤမီးအောင်အောက်မှလက်မကတစ်ဖက်ထားလက်လေးချောင်းကတစ်ဖက်ထားထိန်ထားပြီးတစ်ဖက်ကျက်ဆွဲမျက်နှာနှင့်ပါးဆက်ကိုကြည်ရင်မိမိချက်ကိုရုံးစေရန်ပြင်ထားလိုက်ပါတစ်ဖက်ကျက်ဆွဲကလွတ်လို့ပါးဆက်ပြင်ုံများတင်ကိုကလက်လွတ်မြန်ရပါတယ်ရေဆက်ကျက်နှစ်ကောင်ဝိုင်းထဲခုနေပြီးနှစ်ကောင်တီကြည့်နေချိန်မှာပူဝါရေယူထားပြီးခြေကိုရေထိုးပါဖို့ကိုရေနှစ်ဆက်လောက်ချပါကြက်မောပြေစေရန်ယခုလူတွေကထိုချိန်မှာကြက်ခေါင်းကိုရေမှုတ်ကြပါတယ်ကျွန်တော်တို့မလုပ်ပါသူကြက်နောက်ကနေမှုလိုက်လို့ကိုကြက်မျက်နှာကိုလာဆင်ပြီးကိုကြက်ငောင်တက်ပြီးအမာနေရာတွေအငိုက်မိခုတ်ခံရနေပါတယ်တတိထားပါအဲ့မှုနီးကလေဓာရေဓာလို့ခေါ်ပါတယ်အားမလျော့အောင်ရေတောက်ဘေးရောက်ကောက်ချိန်မရောက်တာကြာနေလျင်ဘလက်မပူဝါရေကိုညာလက်ထဲညှစ်ချပြီးကြက်မျက်နှာပဲညာတောက်ပေးပါအားတောက်ချက်ဘေးရောက်ကောက်ကုချိန်မှာရောက်သည့်နေရာမှာကြက်ကိုပေါင်ကြားကန့်လန့်တင်ကြက်ချေကြားကိုမြေများထိစေပါရေတိုက်ပါပူဝါရေညစ်လိုက်ပြီးပူဝါကိုအောင်ဝင်းနဲ့လင်းပေးပါပေါင်မှာပြန်တင်အမောက်တိုင်ရင်ကိုလက်မခံပြီးအားတောက်ချပါရေပြန်တိုက်ပါအမောထိန်စီစီတို့တုံးကြောင်းရင်လက်ပူနှင့်ပေါင်ဖြီတောင်ထိတ်မှာပေးရင်ကြောင်းသွားပါမလွတ်ခင်ရင်းညွန့်ကိုပါဆက်ဖြင့်ဟားတိုက်ပေးလိုက်လျင်ကြက်မောကိုထိမ့်လိုက်နိုင်ပါတယ်ရေထဲရောက်နေချိန်မှာပူဝါကိုကန်တော့ထိုးအားတဲ့ချူပါစီးတီချိန်မှာရေတန့်ဖြင့်ကြက်ချေကိုရေမွားပါအထက်ပြောခဲ့သလိုကြက်ကိုတီးပြီးတစ်ဖက်လူအခြေကဲကိုကြည့်လွတ်ပါအမာခုတ်ခံရလျင်အမာနေရာဖြေဟားတိုက်မိမိကြက်မျက်ထိတ်ခုတ်ခံလိုက်ရလျင်ပြန်ကောက်ရချိန်မှာဘလက်ဖက်နှောင်းကိုရေနေနေဖြင့်ထိပြီးညာလက်ဖက်လက်မဖြင့်ပူစေပြီးဖိပေးရပါတယ်နောက်ခုတ်ခံလိုက်ရလျင်ဗနားဆိုလျင်ကြက်ကိုမြေမာတီးပြီးညာတောင်ထိတ်ကိုအာငွေ့ဖြင့်ဟားတိုက်ပေးရမယ်ဇက်ကိုခုတ်ခံနေရလျင်ဇက်ကိုကောက်ရတိုင်းအာငွေ့ဖြင့်ဟားတိုက်ပါအပြောနေရာခုတ်ခံရလျင်လေကိုခုတ်ခံရလျင်လဲအဖြင့်ဟားတိုက်ပါကြက်ကရေပေါင်ကျလာတဲ့ထင်လာလျင်ပေါင်တွေကိုဟားတိုက်ပါတွန်းကြောင်းရင်လက်ပူဖြင့်ပေါင်ကိုဖြည့်ရင်ဘဲတောင်ညာတောင်ကိုလက်ပူဖြင့်မပေးပါမိမိချက်ကိုခုတ်ခံရလို့မျက်စိထဲဘေးပေါ်ကသွေးဝင်လျင်မျက်စိထဲရေတန့်ခတ်ပေးပြီးမှုထုတ်ရတယ်ရေထဲမိုးထဲကြက်တက်စေရန်ဘလက်ကပူဝါရေကိုညာလက်ထဲညှစ်ချပြီးမျက်နာကိုဘဲညာရေတောက်ပေးညာဖက်ကနေပြီးပတောင်ကြော့အောင်လေမှုတင်ဘဖက်ကနေပြီးညာတောင်ကြော့အောင်မှုတင်ပေးရတယ်